အလန်းစားဘော်လီကန်ချမ်းနဲ့လှလှပပကိုသွင်းပြီးသွင်းကိုတစ်ထောင်ဆန်းချိန်အတွက်ခီးဆက်နေစေစိတ်ကြီးရတဲ့တို့ပရိသတ်များလုံးပဲမင်္ဂလာများတနာအိုင်ဘတ်ကိုရှေကိုအွန်လိုင်းအေဂျင့်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ကြီးခရစ္စတီယာနိုရိုနယ်ဒိုကတော့ရိုနယ်ဒိုပါပဲအမြဲတမ်းအုပ်အော်တောင်းတင်းဖြစ်အောင်လှုပ်ပြနိုင်ခဲ့တာပါအခုလည်းဘော်လီကန်ချက်ကိပြောက်ကြီးနဲ့ဂိုးသွင်းပြလိုက်ပြန်ပါပြီဘောလုံးကကန်ချက်ပြင်းလို့မြင်အောင်မြင်လိုက်ရတာပါအကယ်၍ပုတ်ကက်စုပေးမယ်ဆိုရင်တော့ပေးလို့ရတော့တဲ့အထိလှပလုံးတာဖြစ်ပါတယ်အသက်40ကျော်လာပြီဖြစ်ပေမဲ့ရိုနယ်ဒိုဟာလူငယ်လေးနဲ့အပြိုင်လှုပ်ပြတော့ငယ်မှုငယ်သွေးကြွနေတော့ဖြစ်ပါတယ်ပြီးတဲ့နောက်ထပ်အောင်မြင်မှုတွေစံချိန်မှတ်တမ်းတွေအရယူဖို့ရာစိတ်အားထက်သန်နေသေးပါပဲဒါတွေမကသေးပဲအသင်းဘော်တွေနဲ့နေ့စဉ် training ဆင်းရမှုတွေလူတောင်းချီရှိမှဘောလုံးကစားရမှုတွေဒီအရာတွေကိုသူမစွန့်လွတ်နိုင်သေးပါဘူးအနားမြူကရိုနယ်ဒိုထက်တင်နိုင်တဲ့စံချိန်မှတ်တမ်းတွေအများကြီးရှိပါတယ်ဒီထဲမှာအထူးကဲဆုံးစံချိန်တစ်ခုလည်းရှိနေပါတယ်ရိုနယ်ဒိုအနေနဲ့အဆိုပါစံချိန်ကိုအရယူဖို့ပြတ်မှတ်ထားနေပြီးမရမချင်းဘောလုံးလောကကနေအနားယူသွားဖို့ရာအခြေအနေမှမရှိပါဘူးဒီအတွက်လည်းသူ့ကိုယ်သူစိန်ရောကိုပါပြင်ဆင်ထားတာကိုတွေ့ရပါတယ်အဲ့ဒီစံချိန်ကတော့သွင်းကိုတစ်ထောင်ပြည့်စံချိန်မှာဒီစံချိန်ကိုရဖို့အတွက်ရိုနယ်ဒိုဟာသွင်းကိုတွေကိုလှလှပပစုဆောင်းနေတာပဲဖြစ်ပါတယ်။ညကစားခဲ့တဲ့ Sorry Pro League ပွဲစဉ်မှာရိုနယ်ဒိုရဲ့ NSR အသင်းဟာ Arian အသင်းကို2ဂိုးနဲ့အနိုင်ယူနိုင်လိုက်ခဲ့ပါတယ်။ Arian အသင်းကအရင်ဦးဆောင်ကိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီး Prime ပြီးမှဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့အခြေအနေတွေကိုဒုတိယပိုင်းမှာပြောင်းလဲပေးခဲ့တာကရိုနယ်ဒိုပဲဖြစ်ပါတယ်။ဒုတိယပိုင်းပွဲစားချိန်56မိနစ်မှာရိုနယ်ဒိုဟာမာနီရဲ့ဖန်တီးပေးမှုကိုပိတ်သွင်းပြီးစတင်ချိန်မှာကိုသွင်းယူပေးခဲ့တာပါ။အဲဒီနောက်ပွဲရဲ့အနိုင်ဂိုးကိုတော့ပွဲကစားချိန်64မိနစ်မှာရိုနယ်ဒိုကဂိုးအေရီယာပြင်ပကနေဒုံးပြန်ကန်ချက်နဲ့အပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။တိတ်ကိုလှပလုံးနဲ့ဂိုးပါပဲဒီဂိုးတွေကြောင့်ရိုနယ်ဒိုရဲ့ကစားသမားဘဝစုစုပေါင်းသွင်းဂိုးရေအတွက်က933ဂိုးအထိရှိလာခဲ့ပြီပဲဖြစ်ပါတယ်။သွင်းဂိုးတောင်ပြေးဖို့ရိုနယ်ဒိုချီတက်လာတာများတားမြစီများပါပဲ။မျက်စိရှိမှရင်တလုံးပြီးတလုံးဖြေသွားလိုက်တာများအထင်ကြီးစရာကောင်းတာချက်ကိုပိုပါတယ်။ရိုနယ်ဒိုကဖုန်းနဲ့ငှက်လိုပါပဲအမြဲတမ်းပြပုံတဲကနေပြန်လဲရှင်သန်နိုင်စွမ်းရှိတယ်။ရိုနယ်ဒိုကိုဘယ်အရာကတားဆီးမလဲသူ့ကိုတားဆီးနိုင်မယ့်အရာကဇရာပဲရှိတယ်။ဇရာကိုတော့ရိုနယ်ဒိုကအန်တုချင်နေပါသေးတယ်။သူ့ရဲ့စီးစနစ်ကြတဲ့နေထိုင်စားတော့ပုံရဲ့ဒီဇိုင်းမှတ်မှန်စူးစမ်းလေ့ကျင့်မှုတွေရဲ့အကြောင်းရိုနယ်ဒိုဟာအိုမင်းသိန်းတလောက်မအိုမင်းသေးပါဘူး။သူကိုယ်တိုင်ကတော့ကျွန်တော်ဟာဇီဝဗေဒသဘောအရာအသက်23နှစ်ရဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတော့ပဲလို့ပြောခဲ့ပါတယ်။မှန်ပါတယ်ရိုနယ်ဒိုဟာအသက်အရွယ်အားဖြင့်40ကျော်ပြီဆိုပေမဲ့စိတ်ဓာတ်ပိုင်းကအောင်မြင်မှုကိုစားလောင်နေဆဲဖြစ်တယ်လို့ကိုကာယာပိုင်းမှာလည်းလူငယ်ကစားသမားတွေနဲ့အပြိုင်လုံးပြနိုင်စွမ်းရှိနေတော့မှာပဲအခုဆိုရင်ရိုနယ်ဒိုဟာသွင်းဂိုးတစ်ထောင်ပြေးဖို့ကြိုးစားနေပါတယ် FIFA အတိမတ်ပြု Professional ဘောလုံးလောကမှာသွင်းဂိုးတစ်ထောင်ပြေးဘူးတဲ့ကစားသမားဆိုတာမပေါ်ထွန်းသေးပါဘူးဒီစံချိန်ကိုရိုနယ်ဒိုပြတ်မှတ်ထားနေပါတယ်ရိုနယ်ဒိုရဲ့သွင်းဂိုးစံချိန်တွေအကြောင်းပြောရတာကတထောက်တညပုံမြင်နေလို့ဖြစ်ပါတယ်ပြောလို့ကိုကုန်နိုင်မှာမဟုတ်ပါဘူးရိုနယ်ဒိုကကစားမဘွားမှာသွင်းဂိုးနဲ့ပတ်သက်လာရင်ဘယ်သူမှမလိုက်နိုင်တဲ့စံချိန်မှတ်တမ်းကောင်းများစွာကိုတင်ရှိထားနိုင်တာပါနောက်ထပ်လည်းစံချိန်မှတ်တမ်းကောင်းများစွာထပ်တင်ပြီးထပ်တင်အောင်မဲ့သူမျိုးဖြစ်ပါတယ်ကစားမဘွားကနေနားမြူခင်မှာရိုနယ်ဒိုဟာမြခင်းစိမ့်ပေါ်ခြေချလိုက်တာနဲ့စံချိန်တွေတစ်ခုမဟုတ်တစ်ခုတင်နိုင်တဲ့သူဖြစ်ပါတယ်ဂိုးထောင်ပြင်သွားမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ